အေကန်ဆိုဒီမှာစကားပြောရန်ဆွေးနွေးရန်အိတ်ခံရန်ဆိုခြင်းထက် TV အကြီးကြီးနှင့်ဆိုဖာဆက်တီတွေကိုအပြည့်ထားကာကြွားစရာနေရာတနေရာဟုမှတ်ယူသူတွေလည်းရှိပါတယ်။ဗီဒီယိုများရေခဲသစ်သားဆိုဖာဆက်တီများစာအုပ်များစပွဲများကလတ်ထိုင်များဖြင့်ပြည့်ကျက်နေသောအေကန်သည်မြို့ပြယဉ်ကျေးမှုလိုဖြစ်လာတယ်။အသုံးမဝင်တဲ့ပစ္စည်းတွေကိုစုပုံတိုမိထားရင်မြို့ပြလူနေမှုစနစ်ကအသက်ရှူ၍မဝလောက်အောင်ဖြစ်လာစေပါတယ်။အမှန်တော့အိမ်ဆိုဒီမှာအလင်းလဲကောင်းစွာရလေကောင်းလေတန့်လဲစီစဉ်ရှင်းလင်းတန့်ပြန့်ကာနေခြင်းစရာနေရာတနေရာဖြစ်တင်ပါတယ်။ကျမ်းမာရေးကိုဦးတည်ပြီးနေထိုင်နိုင်သည့်အိမ်လေးတစ်လုံးအိမ်ခန်းလေးတစ်ခန်းဖြစ်မည်ဆိုရင်အတိုင်းထက်အလွန်ပင်လှပသောအိမ်လေးတစ်လုံးဆိုဒီမှာစိန်စီထားရန်မလိုပါရွှေချထားရန်မဟုတ်ပါလိုရာကိုထားမလိုရာကိုမထားရှင်းလင်းတန့်ပြန့်ပြီးအသက်ရှူဝစေရန်ဖန်တီးထားသောနေရာလေးတစ်နေရာဖြစ်ရန်လိုအပ်ပါတယ်